တခါတော့ကရွာတရွာမှာမဟောတရဆိုတဲ့ကလေးတယောက်ရှိတယ်။သူကအယမ်းညံကောင်းပြီးစဉ်းစားတွေခေါ်တတ်တယ်ကဒီနွားကငါအလုပ်အတွက်အရေးကြီးဆုံးပဲ။နေ့တိုင်းအလုပ်လုပ်ပေးတဲ့အဖော်တကောင်ပါ။ကောင်းကောင်းထိန်းရမယ်။မပြောက်စေရဘူး။ဒီနွားကကျမ်းမာလှတယ်။ဈေးကောင်းရနိုင်တယ်။ငါယူလိုက်ရင်ဘယ်သူမှမသိဘူး။ဒီနွားကငါနွားပဲမင်းပါပြောနေတာလေ။မဟုတ်ဘူး။ငါနွားပါ။ငါပဲမွေးထားတာ။အိုးဘသူမှန်လဲဒီကိုတရားဝင်ဆုံးဖြတ်ရမယ်။အေးအားလုံးတိတ်တိတ်နေကြပါ။အမှန်တရားကိုသိဖို့စမ်းသပ်ကြည့်ရမယ်။မလိမ်မညာပဲပြောကြပါ။နွားကိုလွှတ်လိုက်ပါ။တယောက်ချင်းစီကိုနွားဆိုပြီးခေါ်ကြည့်ပါ။အော်ငါနွားရေလာပါလာပါကြည့်ပါနွားကသူ့စီကိုသွားနေတယ်။နွားဟာမိမိပိုင်ရှင်ကိုသိတတ်တယ်။အမှန်တရားဟာမဖုံးကွယ်နိုင်ဘူး။ဒီနွားဟာဒီလူရဲ့ပိုင်ရှင်မှန်တယ်။အမှန်တရားသည်အမြဲအောင်မြင်သည်။လိန်ညာခြင်းသည်မတည်မြဲနိုင်ပါ